ခါတရံမထင်မှတ်ထားတဲ့အခြေအနေတစ်ခုမှာကလေးဘွားကမြင်ရလိုက်တဲ့ပျော်ရွှင်မှုတွေကကျွန်တော်တို့မျက်စိရှိကိုပြန်ရောက်လာတတ်ပါတယ်ဟာကိုခဏလေးကျွန်တော်အားလေးယူမလို့အဲ့ဒီပျော်ရွှင်မှုကိုဖန်ဆုပ်ပြီးတော့ကျွန်တော်တို့လက်ထဲကိုရောက်လာတဲ့အချိန်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကလေးဘွားကတွေးထင်တာသလိုမျိုးဒီအရာပျော်ရွှင်ချိုးမင်းကြီးကတော့ကောင်းမနေတော့ပါဘူး我在玩有路径呢， နေ့ကလေးမြတ်တောင်ဆက်ရုပ်ကြီးဝယ်ပေးထားတယ်လေ 你要到俺那边路径呢？ အဲ့ဒါဒီနေ့ဝယ်ဖို့ရင်မနေ့ဖြန်ဆိုပြတ်ပြီလာချီကဲမဝယ်စား 哦， တကယ်တော့ကလေးတယောက်အတွက်ပျော်ရွှင်မှုဆိုတာအရန်ကိုရိုးရှင်းသလိုမျိုးပဲသူလူချင်းတဲ့အချိန်မှာရလိုက်တဲ့ပျော်ရွှင်မှုကတော့အကောင်းမွန်ဆုံးနဲ့အချိုးမင်းဆုံးပါပဲကြောက်ရိုက်တာ ကျွန်တော်တို့ပျော်ရွှင်မှုကအချိန်အကန့်အသတ်ရှိပါတယ်ကလေးတိုင်းကလည်းပျော်ရွှင်မှုနဲ့ထိုက်တန်ပါတယ်